အမျိုးသားဟာမှင်တက်သွားခဲ့ရတယ်သူ့ရဲ့ဇနီးတစ်လေးကအရှိန်ပြင်းပြင်းနဲ့မောင်းနှင်နေတဲ့ယထာတစည်းကိုတောင်အမိလိုက်နိုင်ခဲ့လို့ပါအဲ့ဒီနောက်မှာတော့သူနှစ်ပေါင်း20ကြာခံစားခဲ့ရတဲ့လေဖြတ်ဝေဒနာကိုသူမရဲ့အတုံးချောင်းနဲ့တင်ပျောက်ကင်းအောင်ကုသပေးခဲ့တာကိုသူပြန်တတိယသွားပါတယ်အဲ့ဒီတော့မှသူမဟာတာမန်မင်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာကိုသူနားလည်လိုက်ပါတော့တယ်တကယ်တော့သူတို့ရဲ့အိမ်အောင်ရေးကဖြစ်လာစရာအကြောင်းမရှိခဲ့ပါဘူးအမျိုးသားဟာကင်ဆာနောက်ဆုံးအဆင့်ခံစားနေရပြီးအသက်ရှင်ဖို့အချိန်သိမ့်မကျန်တော့တဲ့သူပါသူဟာကန်ဆိုးမှုတွေပြေးပြောက်ဖို့အတွက်ဟန်ဆောင်လက်ထပ်ပေးမဲ့သူတစ်ယောက်ကိုပဲရှာနေခဲ့တာသူ့ရဲ့စစ်ဆက်ထားသူကသူ့ကိုမတန်မဆွမ်းမတိတာနဲ့လက်ထပ်ဖို့ချက်ချင်းညှင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အမေကတော့ဝင်မလေးပဲဒီစစ်ဆက်ကြောင်းလမ်းမှုကိုနောက်ထပ်မင်းကလေးတစ်ယောက်စီလွှဲပေးလိုက်တဲ့အစပိုင်းမှာအဲ့ဒီမင်းကလေးကလည်းညင်းခဲ့ပေမဲ့ဒေါ်လာတန်100တန်နဲ့တင်တောင်းငွေကြောင်းကြားလိုက်ရတဲ့အခါမှာတော့မျက်လုံးတွေတောက်ပသွားပြီးချက်ချင်းသဘောတူလိုက်ပါတော့တယ်ဒီလိုနဲ့မင်္ဂလာပွဲကဖြစ်မြောက်သွားခဲ့တဲ့တထေးကောင်လေးကမကြခင်တေတော့မှမို့လို့ကန်ကောင်းသွားပြီဆိုပြီးသူမရဲ့အမတ်ဖြစ်သူကလောင်ပြောင်ခဲ့ပေမဲ့ဘယ်သူမှမသိတာကတော့ဒီအမျိုးသမီးဟာငယ်စဉ်ကတည်းကစေးပညာကိုလေ့လာလိုက်စားခဲ့သူဖြစ်နေတာပါပဲသူမမှာရည်မှန်းချက်တစ်ခုပဲရှိတယ်အဲ့ဒါကတော့သူမရဲ့ခင်ပွန်းကိုကုသပေးပြီးတကယ်သူထေးကတော့စစ်ဖြစ်လာဖို့ပါနောက်တနေ့လက်ထပ်စာချုပ်ချုပ်ဖို့စောင့်နေတော့မှအမျိုးသမီးကအနီရောင်ကွမ်းအင်ကြီးကိုဝတ်ပြီးရောက်လာလို့အမျိုးသားရောသူ့လက်ထောက်ပါအံ့ဩသွားကြပါတယ်ဒါပေမဲ့သူမကတော့အနီရောင်ကကန်ကောင်းခြင်းရဲ့အမှတ်သားဆိုပြီးပြောနေတာပါအမျိုးသားကကားထဲမှာအဝတ်စားလဲဖို့ကူညီပေးလိုက်ပြီးနောက်သူမပြန်ထွက်လာတဲ့အခါမှာတော့သူမရဲ့အလှကြောင့်သူမျက်တောင်မခတ်ပဲငေးကြည့်နေမိပါတော့တယ်သူတို့မင်္ဂလာဆောင်တပ်ပုံတွေရိုက်ပြီးလက်ထပ်စာချုပ်ချုပ်ဆိုခဲ့ကြတယ်ဒါပေမဲ့အမျိုးသားကသူ6လထက်ပိုမရှင်ရတော့တာကြောင့်သူမအချိန်မရွေးထွက်သွားနိုင်တယ်လို့ပြောခဲ့ပါတယ်သူမကတော့ခက်ပြုံးပြုံးပါပဲထွက်သွားဖို့အစီအစဉ်မရှိသလိုသူ့ကိုကုသပေးနိုင်တယ်လို့လည်းသူမသိနေတာကိုသူကတော့သူမကိုနောက်နေတယ်လို့ပဲထင်နေခဲ့တာအိမ်ရောက်တော့ရောက်ခမဖြစ်သူကသူမကိုမင်္ဂလာဦးခန်းနဲ့တင်းထည့်ပြီးဒီညမှာစူးစမ်းကြဖို့တိုးတိုးလေးမှာပါသေးတယ်တကားပိတ်လိုက်တာနဲ့သူမဟာအတွေ့ကိုထုတ်ပြီးကုသဖို့ပြင်ပါတော့တယ်သူမကအချော့မော့လို့ဖို့လာတာမဟုတ်ပဲကုသပေးဖို့လာတာလေခန်းပြင်မှာရောက်ခမကချောင်းနာထောင်ပြီးအခြေအနေတွေအဆင်ပြေနေပြီးအထင်းနဲ့ကျေနပ်စွာထွက်သွားခဲ့တယ်အတွင်းမှာတော့သူမကအဆိုင်ကူထုံးကိုစတင်လိုက်ပြီးတလအတွင်းလမ်းပြန်လျှောက်နိုင်စေရမယ်လို့ကတိပေးလိုက်တယ်သူမရဲ့အာယုံဆိုင်မှုနဲ့ကျင်နာတတ်တဲ့စိတ်ဓာတ်ကိုကြည့်ပြီးအမျိုးသားဟာနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်ရင်ခုန်သွားရပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူမကထိတ်လန့်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြောပြလိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့လေဖြတ်ဝေဒနာဟာမတော်တဆဖြစ်တာမဟုတ်ပဲတစုံတစ်ယောက်ကစိတ်ခတ်ပြီးလှုပ်ကြံခဲ့တာပဲဖြစ်ပါတော့တယ်